ကဲဒီနေ့ကတော့ငါ KOS စကင်ရမယ်နေဘင်းကိုက9ချိန်ရတဲ့စကင်က2ခု EPIC စကင်ကအကုန်လုံးရှိပြီးသားလက်ကြီးပေါက်ကတကောင်မှမပေးဘူးကျေးဇူးလက်ကြီးပေါက်တွေမရှိတာမှအများကြီးပဲကွာအဲ့ဒါကိုတကောင်မှမပေးဘူးလေအေးကျေးဇူးပြီးတော့လေလူချင်းတာကဂူးနီနဲ့ခြောင်နဲ့တခုခုဂူးနီကငါကင်ချင်းလို့ခြောင်ကလူကြိုက်များလို့အဲ့ဒါကိုငါ့ကိုဂူရှင်ကြီးလာပေးရတယ်အေးဘာလို့ငါအိုက်ဂူရှင်ကြီးကိုအဲ့မှာငါ့ကိုမွန်းတော့ပြန်ပြောလိမ့်မယ်ငါပေးတဲ့ဟာနင်းယူချင်းယူမယူချင်းနေကျေးဇူးအေးပါကွာဘယ်တက်နိုင်မလဲမွန်းသွန်းထားရနေဆေးရသွားပေါ့မွန်းသွန်းတော့ငါ့ကိုဂျင်းထဲဆိုတော့လေငါ class မှာသွားပြီးစက်တုံမျိုးသွားထောင်းယုံပေါ့ကျေးဇူးအဲ့တော့ဂူရှင်ကင်ပြီးတော့ဂျင်းနဲ့စက်တုံမျိုးရောထောင်းမျိုးကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube channel လေးကိုလည်း subscribe ပါလေးလာလုပ်ပေးကြပါအောင်ကျေးဇူးနောက်ပြီးတော့ကိုင်းစချင်တဲ့ရိုးလေးတွေကိုလည်းဒီဗီဒီယိုကမှမခဲ့ပြီပါပြောများသောရိုးလေးတွေကိုရွေးပြီးတော့ကိုင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ TikTok ကလည်း follow လုပ်ခဲ့ပြကြပါအောင်နော်ကျေးဇူးနင်တို့ကတော့ဂူရှင်ကိုဘယ်လိုခေါ်လဲမသိဘူးငါတော့ဂူရှင်ကိုဖင်နိုင်ဂူရှင်လို့ခေါ်တယ်ကျေးဇူးဘာလို့ဖင်နိုင်ဂူရှင်လို့ခေါ်လဲဆိုတော့နင်တို့ပဲစဉ်းစားကြည့်ဘတ်တယ်ဝင်လို့ရှိရင်ငါတို့လိုမေးတွေကနောက်မှပဲအမြဲတမ်းနေတာအဲ့ဒါကို तू ကနောက်မှအမြဲတမ်းကြိုရောက်နေတာမေးပေးအောင်နေထူးနိုင်ရဲ့မြေရှိုးမိုးပြန်အစွမ်းနေများရထားတာမသိဘူးအစကတည်းကမှဖင်နိုင်ဂူရှင်လို့နာမည်သွင်းနေပါရဲ့ဆိုနေမှာအခု record ထောင်ရင်ပို့ဆိုဘသူကိုင်းနေမှန်းကိုမသိဟဲ့အောင်မပြေးနဲ့တမြောင်ဆွမ်းအမခန်းဆိုပြီး credit ထီသွားတာအမငါလည်းတစ်ခါရဲ short ရောကျေးဇူးဟဲ့အောင်အုံမခွက်မင်းလွတ်မလားလို့မင်းကွာငါလို့နေထူးနိုင်ရဲ့ညီဓာထူးနိုင်ရှိမှကာယလာလို့ဒီကကူရာမငါတို့ please တိုင်နေပြချင်နေတာငါလည်းပြန်ပြီး please ပြလိုက်တယ်နဲ့ပြေရောက်သွားရောကျေးဇူးကင်ထားတာဓာမြောင်အဖွဲလိုက်ကြတဲ့နေထူးနိုင်လို့ဝင်သွားမှတော့ short ပြီပေါ့အေးအောင်ငါလာပြီရွှင်ရော့အမအော်အေးမမှန်သွားဦးကျေးဇူးအဲ့လို Gushin Pro လေးတယောက်ကိုမွန်တော့က Gushin KOS ကြီးပေးတာတဲ့ကျေးဇူးရော့အမဓာငါးချောင်းအစွမ်းအမခန့်ငါတို့ကြမ်းနေများတော့ငါတို့က Gushin Pro လေးဆိုတော့နေအောင်မှာ Gushin Pro လေးလို့ချိန်ရင်ကောင်းမလားလို့စဉ်းစားအောင်ငါလာပြီဟဲမင်းတို့ငါ့ရဲ့တိုင်းခွက်တွေကနေမလွတ်ဘူးကွာအဲ့လိုပြေးလေလွတ်မှာမဟုတ်ဘူးဘာလို့ဆိုငါတို့ကလက်မှန်တယ်လေ10ကပြည့်ရင်တစ်ခါဟိုမှာ Selina Arrow မှန်ထားတဲ့သူကိုဓမြောင်ပြည့်မှာလှုပ်နေတဲ့သူတို့ကပြင်ငါမှန်မှာမဟုတ်ဘူးငါကငါသိရွှင်ရော့အမ2K အဲ့လိုပဲနေထူးနိုင်ရင်ညီဆိုတိတ်ပြီးတော့အများကြီးတင်စရာမလိုခဏလေးနဲ့တက်မြောက်သွားတာကျေးဇူးဟာဟေးအောင်နေစကေးကွန်းကမမှန်သွားပြန်ဘူးလို့စိတ်ကြီးလည်းစင်းရဲပါတယ်ကဲနဲ့မဟုတ်ပါဘူးငါဒီချုံမမြင်ဘူးလို့တပတ်ပတ်ကြီးอ่ะနေပေါင်းစောနာကဆေးထိုးမယ်လို့ငါပြောခဲ့မိလားမသိဘူးဝါဆေးထိုးမဲ့သူကငါရောဟုတ်ရဲ့လားအေးဘောဘယ်တက်နိုင်မလဲကိုကအရန်ကိုကျန်းနေဂူရှင်ပရိုလေးဖြစ်နေတဲ့အခါကြောက်လေဘလောက်ပဲဖုံးပြီးနောက်ဆုံးတော့လေငါရဲ့စွမ်းဆောင်ရည်တွေပေါ်လာပဲလေကျေးဇူးဟာဟဲ့အောင်ဘာလဲဟာဘာကြီးတော့ဒါလို့ပါကွာမင်းတော်သေးရဲ့ဆရာတိုးကဲဝါလို့ဆရာတိုးတို့ကကိုနာရဲ့နေဟိုဘက်ကခြောင်လို့လည်းကိုကိုမလုပ်ရဲတော့မင်းတို့ဂူရှင်ကိုင်းလိုအပ်တာတခုပဲစကေးဝမ်းလေးပြစ်ပြီးကောက်စားလိုက်ကျေးဇူးဟဲ့အောင်မင်းတို့လွန်မယ်နော်အေး4ယောက်တယောက်အေးမများတအောင်နော်4ယောက်တယောက်ကြီးဒါတက်မဲ့ရုပ်ချောရဲ့သူတွေကိုညှင်းပန်းနှိပ်စက်တာရောဒါငါကြောင့်အစွမ်းအမခန့်ဟာအုံမခွက်တို့ကဘာကြီးလဲလို့ခြုံထဲမှာဘာလုပ်နေရလဲလို့မင်းတို့ကအုံမခွက်ကြီးကိုင်းပြီးအဲ့လိုချောင်းပြီးတော့မလုပ်ကြပါနဲ့လို့ဟဲ့အောင်နေဟိုမှာကြောက်တုံးကောင်ကြီးတာဝါရီတောင်ခိုးကုန်ပြီးလောက်ကြမင်းတို့ကကလစ်စစ်လေးကိုဘာတွေအဲ့လောက်ကြီးလောဘတွေကြီးနေကြတာလဲလို့ဟဲ့အောင်နေဟိုဘက်က4ယောက်တောင်ရှောနေတာတာဝါတက်ချိုးမယ်ဒီအချိန်မှမချိုးလို့ရှိရင်လည်းငါတို့မိုးလင်းတော့မှာဘာလို့ဆိုစော့နေတဲ့မိနစ်ကိုလည်းကြည့်လိုက်အောင်ဟဲ့အောင်နေငါလာပြီးနေငါလာပြီးတော့နေငါတချင်းလေးဆိုပြီးတော့လာမယ်ဘာတချင်းဆိုရင်ကောင်းမလဲဆိုတော့နေဘာတချင်းဆိုရင်ကောင်းမလဲဆိုတော့ဟာဟဲ့အောင်နေငါတချင်းဆိုလို့စဉ်းစားလုံးရှိသေးခေါင်းနဲ့တော့မထွက်သေးဘူးနော်ဗစ်တိုနေပါကျေးဇူးပါဇက်ကပဲအမြဲတမ်းဆေးထိုးမယ်ဆိုရင်ငါ့ကိုကြည့်လိုက်အောင်လက်ကျတယ်ကျေးဇူး